ကဲတော့ဒီနေ့ဆရာတို့ဒီ physics ရဲ့အစမှာတော့ဘာလာမလဲဆိုတော့ဒီယူလီယာမှုတွေပိုင်းလာပါပေါ့ယူလီယာမှုတွေမှာဘာနဲ့စလဲဆိုတော့ kinematic နဲ့စတယ်ဟုတ်နော် kinematic နဲ့စတယ်အဲ့တော့ဒီ kinematic မှာကျွန်တော် basic practice ဆိုပြီးတော့ PDF file နေနဲ့ဒါအတွက်မှုစာတွေရှိတယ်ဒီအဲ့ဒါတွေအတွက်ဖို့အတွက်ကဟို equation တွေရတာမှာဖြစ်မယ်ပေါ့နော် equation တွေရဖို့အတွက် equation တွေမရခင်မှာရင်းဘာလို့မှလဲဆိုတော့ဒီ equation တွေဖြစ်ပေါ်လာပုံဒီဒါမှမဟုတ် equation တွေဆိုတော့ဘာတွေလဲဆိုတာကိုသိရမယ်ပေါ့နော်ဥပမာထားပါတော့velocity ဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဆိုတော့ v velocity ဟုတ်နော် velocity ဆို v ဆိုလို့ရှိရင်တော့အပေါ်မှာမြားလေးထည့်ထားတာရှိဒါအလကားမဟုတ် vector ပေါ့ vector တို့ scalar တို့ဆိုတာတော့ကြားဘူးလားမသိဘူးပေါ့နော်velocity ဆိုတာက vector velocity နဲ့ဆင်တူတာတခုရှိတယ်အဲ့ဒါ speed ကတော့ scalar အဲ့လိုမျိုးရှိတယ်အခုကကျတော့ဗာလဲဆိုတော့အရာဝတ္ထုတစ်ခုကရက်တဲ့နေရာနေပြီးတော့ arrest ပေါ့နော်ရက်တဲ့နေရာနေပြီးတော့စထွက်မယ်ဆိုလို့ရှိရင်သူက initial velocity လို့ခေါ်တယ် initial velocity ကိုကျတော့ဒီအခုဒီဒါတို့ပေးထားတဲ့စာအုပ်ထဲမှာကျတော့ဘာပါလဲဆိုတော့ u လို့သတ်မှတ်တယ်ဟုတ်နော် initial velocity ဆိုရင် u လို့သတ်မှတ်တယ်u က initial velocity ဒါဆိုရင် final velocity ကဘာလဲဆိုတော့ final velocity က v ဖြစ်မယ်နော်အဲ့လိုမျိုးcategory ခွဲပလိုက်မှာပေါ့ velocity တော့ velocity ပဲ u ကိုဘယ်လိုသတ်မှတ်လဲဆိုတော့ initial velocity initial velocity ဟုတ်နော်v ကျတော့ဘယ်လိုသတ်မှတ်မလဲဆိုတော့ final velocity final velocity da final velocity လို့သတ်မှတ်တယ်ဒါပေမဲ့တချို့စာအုပ်တွေမှာကျတော့ initial velocity ကို u လို့မပြောဘူးမပြောမနဲ့ဘယ်လိုပြောလဲဆိုတော့ v 0လို့ပြောတယ် v ရဲ့အောက်မှာ0လေးနဲ့ခံပြီးရေးတာပေါ့နော်ဒါပေမဲ့ဒီစာအုပ်တွေမှာတော့ u လို့ပြောရတဲ့အတွက် u ဆိုရင်လည်း initial လို့သိရမယ် v 0ဆိုလည်း initial လို့သိရမယ်ပေါ့နော်ဒါအဲ့ချက်သိရမယ်ဒါ velocity ပိုင်းတော့နောက်တစ်ပိုင်းကတော့ဗာလဲဆိုတော့ acceleration ပိုင်း acceleration ဆိုရင်တော့ a ဟုတ်ပြီ acceleration ဆိုတာလည်း vector ပဲ vector လို့ပြောပြီးဆိုတာလည်းဘာတွေသိရမှာလဲဆိုတော့direction ရှိတယ် magnitude ရှိတယ်နှစ်မျိုးရှိတယ် direction နဲ့ magnitude နဲ့နှစ်မျိုးရှိတယ်ဒါဆိုရင်တော့ acceleration လို့ခေါ်တယ် acceleration ဆိုရင်လည်းနောက်တစ်မျိုးထပ်ရှိသေးတယ်သူကဘာလဲဆိုတော့ဒီ horizontal direction လို့ခေါ်တယ်ဒီရင်းညီမြင်းတိုင်းသွားတဲ့ဟာမဟုတ်ဘဲနဲ့ vertical direction လို့ခေါ်တော့ free falling body လို့ခေါ်တယ်သူကအပေါ်ကနေအောက်ကိုကျသွားတာအောက်ကနေအပေါ်ကိုပစ်တင်တာဒါမျိုးဆိုရင်တော့သူက e မသုံးတော့ဘဲနဲ့တော့ g သုံးတာအဲ့ g ကဘာလဲဆိုတော့ acceleration due to gravity နော်အဲ့ဒါတွေသုံးတာရှိတယ်အဲ့တော့အရင်ဆုံးအခြေခံအနေနဲ့ formula လေးကဘာတွေရှိမလဲဆိုတော့v ဆိုတာ final velocity u ဆိုတာ initial velocity ဖြစ်တဲ့အတွက်equation ရင်းစာကြောင်းတွေကဘာလဲဆိုတော့ v equal to u plus at ဆိုပြီးရှိတယ်ဒါပုဒ်စာတွက်တဲ့အခါမှာ v ဆိုတာ final velocity u ဆိုတာ initial velocity a ဆိုတာ acceleration t ဆိုတာ time taken เนาะဒါတွေသိရမယ်ဒါနံပါတ်1ချက်နံပါတ်2ကဘာလဲဆိုတော့နောက်တဲ့ equation တစ်ခုပေါ့ v square equal to u square plus 2a x ဆိုတာရှိအဲ့တော့ v ဆိုတာကျတော့ final velocity u ဆိုတာကျတော့ initial velocity a ဆိုတာကျတော့ acceleration ဆိုဘာမှလို့ပြောတော့အရှိန်ပေါ့နောက်တော့ s ဆိုတာကျတော့ဘာလဲဆိုတော့ displacement ရှိတယ်အဲ့တော့ဒီနေရာမှာ acceleration ဆိုတဲ့နေရာမှာနှစ်မျိုးပြန်ခွဲလို့ရတယ်နော် acceleration မှာသူကဘာလဲဆိုတော့ acceleration ကဒီ velocity ကတဖြည်းဖြည်းနဲ့များလာပြီးတော့ acceleration များသွားတဲ့ဟာကိုအဲ့ဒါကို u acceleration သူ့ရဲ့တန်ဖိုးတွေကအပေါင်းတန်ဖိုးနဲ့ထွက်အဲ့လိုမျိုးပဲနဲ့တွိုင်းနဲ့ဘာလဲဆိုတော့အရှိန်လျှော့သွားမှာ velocity တဖြည်းဖြည်းနဲ့နည်းသွားတယ်ဆိုရင် acceleration ကလျော့သွားမယ်အဲ့ဒါမျိုးတော့ဘာလို့ခေါ်လဲဆိုတော့ deceleration လို့ခေါ်တယ် deceleration ဆိုတာကျတော့ a တော့ a ပဲ sample က a ဒါပေမဲ့သူ့တန်ဖိုးကြီး minus နဲ့ထုတ်ပြီးတာအဲ့လိုမျိုးရှိမယ်acceleration မှာနှစ်ပိုင်းရှိတယ် u acceleration ဆိုရင် plus ရောသွားမယ်ဆိုရင် deceleration လို့ခေါ်တယ် a ပဲ minus တန်ဖိုးရှိမယ်နောက် s ကတော့ displacement လို့ခေါ်တယ် displacement လို့လည်းနားလည်ရမယ်displacement နဲ့ distance နဲ့ကလည်းဟို unit ချင်းတူတူပဲပေါ့နော်နောက်တစ်ခု equation တစ်ကြောင်းရှိတယ်နံပါတ်3ကကြပါလဲဆိုတော့
S is equal to UD plus 1 minus 2 AD square ဥစ္စာတော့တက်ကမှာ displacement ကိုရှာခိုင်းမယ် U ဆိုတဲ့ initial velocity ကိုသိမယ်ပြီးရင်အချိန် t ကိုသိမယ်ပြီးရင် acceleration ကိုသိမယ်အချိန် t ကိုသိမယ်ဒါသိမယ်ဆိုတာတွေဟိုကတွက်လို့ရတယ်ပေါ့နော်ဒါတစ်ပိုင်းအဲ့တော့ဒီနေ့မှာခုနကပြောသလိုပဲ acceleration ဒီ deceleration လား acceleration လားဆိုနှစ်ပိုင်းကိုကမေးဖို့ဖတ်ရင်လည်းသိရမှာ deceleration ဆိုအဲ့ a နေရာလေးက minus တက်မှုထည့် acceleration ကိုထည့်ကြရမလို့ပြဿနာမရှိဘူးနောက်တစ်ခု s ရတဲ့ပုံစံလေးကတစ်ခုရှိတယ်ဒါ equation number 4ပေါ့ equation number 4ကဘာလဲဆိုတော့ s is equal to ပဲနံပါတ်3ကလည်း s is equal to ပဲနံပါတ်4ကလည်း s is equal to ပဲ s is equal to u plus v by 2 into t ဆိုပြီးရှိအဲ့တော့ဒီ equation number 3နဲ့ equation number 4နဲ့ကဘာကွာလဲလို့သိချင်တယ်အဲ့တော့ given မှာကြည့်ကြည့်လိုက် u တန်ဖို့ပေးရတယ် u သိမယ် t သိမယ် a သိမယ်ဒီသုံးမျိုးသိလို့ရှိရင် displacement ဆိုတဲ့ s ကိုရှောက်လို့ရတယ်ဒီ equation number 4မှာကျတော့ u သိမယ် v သိမယ် t သိမယ်ဒီ equation number 4မှာကျတော့ acceleration မသိ acceleration မသိတဲ့အခါမှာဒါကိုသုံးလို့ရတယ် u နဲ့ v နဲ့ t နဲ့သုံးမျိုးသိရင်ရတယ် equation number 3ကကျတော့ u နဲ့ a နဲ့ t နဲ့သုံးမျိုးသိရင်တွက်လို့ရတယ် equation number 2ကကျတော့ u ရဲ့ a ရဲ့ s ရဲ့သိရင် v ကိုတွက်လို့ရတယ် equation number 1ကကျတော့ u ရဲ့ a ရဲ့ t ရဲ့သိရင် v ကိုသိလို့ရတယ်အဲ့တော့နှစ်ချုပ်နေနဲ့ဘာဖြစ်မလဲဆိုတော့ v ဆိုတာ velocity velocity ကိုပို့ဆောင်တဲ့အခါမှာဒါဒီ final velocity လို့သိရတယ် u ဆိုတာ initial velocity အဲ့တော့ initial velocity ဆိုတာဘာလဲဆိုတော့ခုနကပြောတဲ့အတိုင်းပဲပထမကားတစ်စင်းဟာရက်တယ်ရက်ရနေပြီးတော့သွားမယ်ဆိုလို့ရှိရင်အဲ့ဒါဒီ initial velocity u က0စသဖြင့်ရက်တဲ့နေရာစမှာဆိုတော့0ပြီးရင်လမ်းမှာဆက်မောင်းသွားတယ်ဆက်မောင်းသွားတာဖြစ်တဲ့အတွက်အဲ့ဒါဒီ final velocity ရှိမယ်ဒါပထမဖြစ်ရပါတော့နောက်တစ်ဖြစ်ရတစ်ခုကပြောကားတစ်စင်းကမောင်းနေတယ်မောင်းနေနေမှာသူ brake အုပ်ပြီးရက်မှာဖြစ်တဲ့အတွက်မောင်းနေတယ်လို့ပြောတဲ့အတွက် initial velocity ရှိ u တန်မှုရှိအဲ့မှာ brake အုပ်ပြီးကြွီးဆိုရက်လိုက်ပြီးဆိုတာဒီပိုင်းနဲ့လုံးဝ velocity မရှိတော့အဲ့ဒီမှာ final velocity က0ဆိုပြီးတော့ v က0ဖြစ်မှာအဲ့လိုဒီပု္ပ္ပစာကိုဖတ်တဲ့ကောင်မှာဒီမေကွန်းတစ်ခုကဟိုရိုက်တဲ့နေရာကနေသွားမှာလားသွားတဲ့နေရာကနေရက်မှာလားဆိုရဲဖြစ်ရတဲ့ဒီချာစဉ်းစားဖို့လို့အဲ့ဒါမှတိုင်းဆိုတော့ဘယ်ဟာယူဘယ်ဟာပူဆိုသိနိုင်မှာဒါတစ်ချက်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီ equation ၄ခုကို generally ရသိမယ်ဆိုလို့ရှိရင်အခုဒီ PDF file မှာပါတဲ့ kinematic ဆိုတဲ့ပုံစံတွေကို easy တွေ့လို့ရတယ်ရပြီနော်ဒါဟိုပဏာမစရာနည်းနည်းရှင်းပြတာ